ကျွန်တော်ဘဝမှာလုံးဝမေ့လို့မရတဲ့အရာကတော့ကျွန်တော်တို့ဟာ2009ခုနှစ်မှာရခိုင်တော်လှန်ရေးကိုလူ26ယောက်နဲ့စခဲ့ကြတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့လူ26ယောက်မှာစုစုပေါင်းတစ်လက်ပဲရှိပါတယ်။အဲ့ဒီလိုတစ်လက်နဲ့လူ26ယောက်နဲ့စပြီးမှကျွန်တော်တို့ကဒုက္ခအမျိုးမျိုးကြားမှာရုပ်ကဲကြိုးစားရင်းပထမဆုံးကျွန်တော်တို့ကိုကဲအဖွဲ့အစည်းဥဖုန်ကြားရှင်ကနေပြီးမှလက်နဲ့တရားလက်ဆောင်ပေးခဲ့ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီတနက်အလက်တရားရဲ့ RPG နဲ့လက်ရဲ့အဲ့ဒါကိုကင်ပြီးမှရခိုင်ပြည်ကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်ဒီကိစ္စဟာကျွန်တော်တို့ရခိုင်တော်လှန်ရေးအတွက်အင်မတန်မှအရေးပါတဲ့ကိစ္စကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့လူ26ယောက်တနက်တလက်နဲ့စတင်ခဲ့တယ်ပထမဆုံးသောလက်နဲ့တရားကိုဥဖုန်ကြားရှင်နဲ့ကိုကန့်ဗဟိုကော်မတီကဆုံးဖြတ်ပြီးကျွန်တော်တို့ကူညီဖူးခဲ့တယ်ဒီနေ့ဒီချိန်မှာကျွန်တော်တို့ဟာတဲ့ရင်တရင်ကိုလူ300လောက်နဲ့တဲ့ရင်ယာချီပြီးမှဖွဲ့စည်းပြီးမဟာမိတ်တွေနဲ့လက်တွဲပြီးတိုက်ပွဲဝင်နေပြီဖြစ်ပါတယ်